ရေဘိုးဝဲအကြီးပဲရေဘိုးကျွန်းကနေပြန်လာပြီးတော့ဧည့်သည်တွေကနေပြီးလက်လက်ဆက်စားကျင်နေဆိုလို့ပင်လယ်ထဲမှာရှိတဲ့ငါးဖမ်းဆက်လေးတွေကနေပြီးတော့ပင်လယ်စာတွေဝင်ဝယ်တာပေါ့နော်ရေဘိုးဝဲတို့ပြည်ကြီးမှာကောင်းလေးကျင်ပြားလောက်ရှိတယ်လက်ဆက်တွေဒါထက်လက်ဆက်တာမျိုးကြီးနေဆိုပြီးတော့ကောက်ကိုစင်းကုန်မှပဲအဆင်ပြေတော့မယ်ไม่ได้ငါတို့မလားရှိကောင်းတော့ကောင်းတော့အစုံမဲ့ကိုကြောက်စုံလဲရှိတယ်တဲ့ပင်လယ်စာတွေကိုလက်ဆက်ဆက်စားကြည့်နေဆိုတော့ဘလို့ပင်လယ်တွေကငါးဖမ်းဆက်လေးတွေမှာဝင်ဝယ်တာအကောင်းဆုံးပါပဲခင်ဗျာဒါတက်လက်ဆက်တာတော့မရှိတော့ပါဘူးအရှင်လိုချင်နေကြရင်နော်ဝယ်လာတဲ့ရေဘိုးဝဲတို့ကင်းမွန်တို့ကြောက်ကြုံတွေကိုပြန်ရောက်လို့ရှိရင်ကိုတဲတဲ့ဟိုတယ်တောင်းဟုတ်လို့ရှိရင်လည်းအဆင်ပြေတဲ့ချက်ဖို့တစ်ခုခုပေါ့အဲ့ဒါတွေမှာကိုစားခြင်းနဲ့ပုံစံပြောပြီးချက်ခိုင်းလို့ရပါတယ်